ပြောတာကတရားဓမ္မလုပ်တာကမဟာတရားပြီးရင်ကိုကဝစ်ထားတဲ့ဝစ်စုံနဲ့လူတွေကိုလှိမ့်ပိန်ဟိန်းဟောက်ပြီးတော့မတော်မတရားပြောခြင်းတဲ့လူမျိုးတွေကိုကျွန်တော်အလွန်ယွန်းတယ်ကျွန်တော်အလွန်မုန်းတယ်အခုမြတ်စွာဘုရားရဲ့တပည့်သားတန်ဃာတော်ပါဆိုတဲ့လူတွေကအဲ့ဒီမြတ်စွာဘုရားရဲ့သင်္ကန်းတော်ကြီးကိုခြုံပြီးတော့ငါပြောတာအမှန်ငါပြောတဲ့အတိုင်းလုပ်လို့လိုက်ပြောနေတာမှန်သလားမှန်လားမှန်သလားကျွန်တော်အဲ့ဒါအတိပေးခြင်းဒီနေ့အဲ့ဒါမပြောဘူးလို့နေတာမပြောဘူးလို့နေတာဒါပေမဲ့ကျွန်တော်ကိုမပြောပါနဲ့လို့လာပြောတဲ့အတွက်အဲ့ဒီစကားပြောတာဒါပဲရှင်းရှင်းလေးကျွန်တော်ဘာသာကျွန်တော်ဆိုအဲ့ဒီစကားမပြောဘူးဒါပေမဲ့ကျွန်တော်ကိုဆရာအဲ့ဒီစကားမပြောပါနဲ့လို့ပြောရဲ့ဒီမိုကရေစီပြကျုပ်ပြောခြင်းပြောမှာရှင်းရှင်းလေးပဲကျုပ်ပါဇက်ကခမားစီကလာဘိန်းနဲ့ငှားထတာမဟုတ်ဘူးရှင်းလားကျွန်တော်ပါဇက်ကသူများစီကလာဘိန်းနဲ့ငှားထတာမဟုတ်ဘူးကျွန်တော်ပါဇက်ကျွန်တော်ပိုင်တယ်ကျွန်တော်ပြောခြင်းပြောမှာသိကြတာမြတ်စွာဘုရားဗမာလူမျိုးမဟုတ်ဘူးဟုတ်လားမဟုတ်ဘူးရှမ်းလူမျိုးလားမဟုတ်ဘူးကချင်လူမျိုးလားမဟုတ်ဘူးကရင်လူမျိုးလားမဟုတ်ပါဘူးရခိုင်လူမျိုးမဟုတ်မြတ်စွာဘုရားချင်းလူမျိုးလားမဟုတ်ပါဘူးသိကြတာကမြတ်စွာဘုရားဒီကျွန်တော်တို့နိုင်ငံတဲကတိုင်းရင်သားဟုတ်လို့လားမဟုတ်ဘူးနော်မဟုတ်ဘူးနော်အကိုတို့အမတို့အဲ့ဒါသိရဲ့လားမြတ်စွာဘုရားကမြန်မာနိုင်ငံသားတိုင်းရင်သားမဟုတ်ဘူးနော်ဟုတ်လို့လားကောင်းပြီကျွန်တော်တို့ဒီနေ့အစားကြီးမကိုးကွယ်ကြနဲ့မကိုးကွယ်နဲ့ခင်ဗျားတို့အမျိုးချစ်ရင်မြတ်စွာဘုရားမကိုးကွယ်နဲ့ကျုပ်တို့အမျိုးမဟုတ်ဘူးဟုတ်ပါဘူးကျွန်တော်ကရှင်းလားရှင်းမယ်ထင်ပါတယ်မြတ်စွာဘုရားရခိုင်မဟုတ်ဘူးလေမြတ်စွာဘုရားရှမ်းမဟုတ်ဘူးမြတ်စွာဘုရားမြန်မာမျိုးသားမဟုတ်ဘူးမြတ်စွာဘုရားကချင်လူမျိုးမဟုတ်ဘူးကျွန်တော်တိုင်းရင်းသားမဟုတ်ဘူးကျွန်တော်ဘာလို့ကိုးကွယ်ပြောတတ်မှာအကိုတို့မှတော့ဘာလို့ကိုးကွယ်ဘာလို့ကိုးကွယ်ဘာလို့ရှိကိုးရကိုတောင်မှဒီမြတ်စွာဘုရားကနှာခေါင်းချွန်လားမျက်လုံးပြူလားမျက်ခုံးငွေကောင်းလားမသိပဲနဲ့ကျွန်တော်တို့ဘာလို့ဦးချကြော့နေတာလဲဘာလို့ကြော့နေတာသူပြောခဲ့တယ်သူဟောကြားဆုံးမခဲ့တယ်တရားတွေကြောင့်မဟုတ်ဘူးလားကောင်းတယ်ကြိုက်တယ်အဲ့ဒီတရားတွေထဲမှာဟိုလူမျိုးကိုတတ်မုန်းစိတ်မွေးနေမို့လို့ဒီလူမျိုးကိုပေါင်းမျက်စိမေးမေးလေးနဲ့အသားဖြူဖြူမို့လို့ပါသလားပါလားကျွန်တော်ဒီညမပြောဘူးလို့နေတာကျွန်တော်ကိုမပြောပါနဲ့လို့လာပြောလို့အဲ့ဒါပြောတာဒီထဲမှာဗုဒ္ဓဘာသာဝင်တွေအများစုပါမှာပါဟုတ်လားအားလုံးထဲမှာ69.9%ခိုင်နှုန်းဗုဒ္ဓဘာသာဝင်တွေပါမှာပါအဲ့တော့အကိုတို့မှတော့ကျွန်တော်မေးမယ်အကိုတို့မှတို့ဒီကိုယ့်ကိုယ်ဗုဒ္ဓဘာသာဝင်စစ်လို့ခံယူသလားခံယူလားကောင်းပြီကျွန်တော်တခွန်းမေးမယ်စစ်တပ်ရဲ့အရေးအခင်းမှာဒီမိုကရေစီရရှိရေးဒို့အရေးမအော်ခဲ့ဘူးလားကောင်းပြီတခွန်းလောက်မေးကြည့်မယ်ဒီမိုကရေစီရရှိရေးမြအေးမပါကိုနီမပါလို့အော်လားအော်လားမြအေးကလူမဟုတ်ဘူးလားမဟုတ်လားကိုနီရလူပဲလားရှေတူအလတ်300ခန္ဓာတတ္တဝါလို့ခမရမေတ္တာပို့နိုင်ရဲ့သားနဲ့ဘာကိစ္စမြအေးနဲ့ကိုနီကိုခမရတို့မုန်းရတာတော့ဟမ်ငြိမ်သွားသလားငြိမ်သွားသလားဇဝေဇဝါဖြစ်သွားလားဟမ်ဟုတ်ပါတယ်ဆိုလို့ရှိရင်တိတိကျကျလေ့လာဒါပေမဲ့ဘယ်လူကိုတော့မေတ္တာမထားနိုင်မဟုတ်ဆိုရင်ခမရဗုဒ္ဓဘာသာအရေးကြုံအယောင်ဆောင်ကလိမ်ဒါပဲမရှာနိုင်ပါဘူးအရှင်မင်းသမီးတို့နဲ့တင့်လျော်တဲ့ကျင်ရတော်ရှာလို့မရပါဘူးအဲ့တော့အမအကြီးဆုံးကိုအမေအရာထားပြီးတော့
ကြံတဲ့မောင်နှမ10ယောက်အစုံကျင့်ဖို့ပြုကြပါအကိုတို့အမတို့မရှက်တမ်းပြောရဲ့မောင်နှမချင်းပဲယူကြပါနော်ဘဟုတုတလေးပေးတာအဲ့တော့မှအမအကြီးဆုံးကိုအမိအရာထားပြီးတော့ညီအကိုအမောင်မနှမတွေအကိုအကြီးဆုံးကအကိုအလတ်ကအမအလတ်ကိုယူအကိုလေးကအမလေးကိုယူအကိုအငယ်ဆုံးလေးကအမအငယ်ဆုံးလေးကိုယူဆိုပြီးယူခဲ့ကြပါကပ္ပိလဝတ်အကြောင်းပြောနေတာနော်တက္ကိယတာဂီဝင်အကြောင်းပြောနေတာနော်မမေ့ပါဘူးအဲ့ဒီတည်င်းကိုကြားလဲကြားကောဟိုမှာဥက္ကာကရေမင်းကြီးကအသက်ထွက်တော့မယ်သားတွေသမီးတွေဒီလိုဒုက္ခဆင်းရဲနဲ့တိုင်းပြည်ကနှင်လိုက်ရတာကိုစိတ်ဆင်းရဲပြီးတော့ပက်လက်လန်ပြီးတော့နေတဲ့အချိန်မှာအဲ့ဒီတည်င်းလဲကြားလဲကြားရောဘောကုမာရတက်ကြံစီဝါငါရဲ့သားသမီးတွေဟာအမျိုးအနွယ်ကိုစောင့်ရှောက်နိုင်ပါရဲ့ဘေးတကားငါသားတွေသမီးတွေဟာအမျိုးအနွယ်ကိုစောင့်ရှောက်ကြတယ်အမျိုးအနွယ်ကိုစောင့်ရှောက်တယ်ဆိုတာကိုအမျိုးတဲ့နှိမ့်တဲ့သူကိုမယူဘူးကိုတဲ့ရုပ်တဲ့သူကိုမယူဘူးကိုအမျိုးအချင်းချင်းပြန်ယူတယ်မောင်နှမချင်းပြန်ယူတယ်မောင်နှမချင်းပြန်ယူတယ်မောင်နှမချင်းပြန်ယူတယ်အဲ့ဒါကိုတက်ကြလို့ခေါ်တာတက်ကြတာကြီးပဲအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့လေစာအုပ်တွေဖတ်မယ်ထင်တယ်တာဂီတွေးတွေဖတ်မိလားဖတ်ဘူးကြလားဒီဘက်တွေရောက်လာမသိနော်နောက်ဖတ်ဘူးကြရင်လည်းအဲ့စာဆောင်လေးမှတ်ထားထင်လင်းဦးပြောသွားတယ်တာဂီတွေးတယ်နောက်တခြားဘာသာရေးအယောင်ဆောင်တဲ့စာအုပ်လေးတွေရှိသေးတယ်အဲ့ဒါတွေပါလာလို့ငါတို့ကတို့ဗမာတာဂီမျိုးဟာမို့လို့ပြောတိုင်းမှာမှတ်ထားပါအကိုကနှမကိုမိန်းမလောက်တာတာဂီမျိုးလို့ခေါ်တယ်မှတ်ထားနော်ကိုနှမကိုယူတဲ့အမျိုးကိုဘာလို့ခေါ်လဲတာဂီမျိုးလို့ခေါ်တယ်လူပြောတဲ့ထုတ်မပြောတဲ့ကိစ္စကြီးဗျာနော်ဒါကအတိတ်ကာလမှာညီအကိုမောင်နှမမျိုးရိုးစောင့်ရှောက်ဖို့လုပ်ခဲ့တာဒီလိုခေတ်ကြီးမှာအဲ့ဒါပြောเสียလားညီတို့ညီမတို့ရေနေတို့ငါညီတွေနှမယူကြမှာလားဟဲ့ယူမလားအဲ့ဒါဆိုမင်းတာဂီလို့မပြောနဲ့ကွာနှမလေးတွေအကိုယူမှာလားဟဲ့မယူရင်တာဂီမျိုးမအော်နဲ့ကွာတခါတလေကကိုပြောတဲ့စကားကိုနားလည်မှကောင်းတာကွာသိလားအဲ့ဒါဘာမှမသိဘဲနဲ့ဒီလိုကြီးပတ်လာတဲ့လူကြီးကတို့ကတာဂီမျိုးကွာလို့အော်တော့မင်းနဲ့ငါနဲ့သပင်ရှိတာနဲ့မရှိတာပဲကွာတယ်ကွာဟက်ကောင်ရဲ့လို့အဲ့လိုပြောကျင်တာသိလားမှားမှာဆိုလို့ပြောနေတာမှားမှာဆိုလို့အဲ့တို့တွေကလေအကုန်လုံးကဟာကရုံကြီးတုံးပြီးတော့သင်္ကန်းပတ်လာရင်ထင်ကုန်းချတာပဲဥကုန်းပြီးတော့စားရန်စင်မင်းကိုဘယ်သူတတ်တယ်လဲဟင်ဖရာအလောင်းစားရန်စင်မင်းကြီးကိုဘယ်သူတတ်တော့တောနှုတ်တော်မိုးစိုးကြီးမလားအဲ့ဒီတောနှုတ်တော်မိုးစိုးကြီးစားရန်စင်မင်းကိုအောက်ကနေမြားနဲ့ပြည့်တော့စားရန်စင်မင်းကြီးကသိတယ်ဒီမြားကအထက်ကမလာဘူးအောက်ကလာတာအဲ့တော့ဥပုံညာစာရဲအတိုင်းပြောရင်ဘူမိမြေရခွာတော်နဲ့ရှက်လိုက်တာတဲ့ခွာတော်နဲ့ရှက်တယ်တော့ဖနှောက်နဲ့ပေါက်လိုက်တာဗောအောက်ကမုတ်ဆိုးဘွားကနေပေါ်သောတုရမုတ်ဆိုးပေါ်လာပြီအဲ့တော့မှဒီမုတ်ဆိုးကိုတတ်မယ်ဆိုပြီးတော့နှမောင်းနဲ့ပတ်ပြီးဆွဲထုတ်လိုက်တဲ့အချိန်မှာသေရင်ဆိုးတော့မယ်ဆိုတာသောတုရမသိဘူးလားသိတယ်အဲ့တော့ဘာလုပ်လဲဘာလုပ်တော့ဟေ့ကိုဘောကသင်္ကန်းလေးကိုပြက်ခနဲ့ချုပ်ပြီးတော့ထောက်ပြီးဘယ်ပေါ်တင်ပေးလိုက်လဲနှမောင်းပေါ်တင်ပေးလိုက်တယ်သောနုတ္တရမုံဆိုးလဲသင်္ကန်းပတ်ခဲ့တာပဲကွာမင်းတို့နားလေလားအဲ့ဒါသိသိနေတာအဲ့ဒါသိသိနေတာတို့ဗုဒ္ဓဘာသာကိုအဲ့ဒီသင်္ကန်းဝတ်တွေဖြည့်ဆည်းနေတယ်အဲ့ဒါသိစေချင်တာအဲ့ဒါသိစေချင်တယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုအဲ့ဒီသင်္ကန်းဝတ်တွေဖြည့်ဆည်းနေတယ်ညက်နေကကြားရတယ်ဗုဒ္ဓဘာသာသူတော်စင်တွေသွေးအေးလို့မနေသိမီဟာဘာလို့တာလို့အဲ့ဒါဘာတော့အဲ့ဒါရန်တိုက်ပေးတာ